တော့ယနေ့လူသားကြီးဦးထင်းလူမာကြီးဒေါ်စန္ဒာမို့ယနေ့ပြေးတာဝတ်သားင်းနဲ့ဝတ်သားင်းရဲ့စီကော2000ဒီကလာသူရဲ့လူလူကားဒီမှာနာနေတော့နေရတော့ပဲရှိမှာအကုန်လုံးချုံချုံတက်လိုက်တယ်နော်အဲ့ဒါကြောင်းမှလည်းရှိမှာမနေဘူးနော်ရှိလို့လေတိုင်းတာမျိုးဟုတ်ရလားရှိလို့လူတိုင်းတာဆိုတော့အဲ့ဒီငွေတရားကြီးတွေတရုတ်ရှာထားတာလားဟုတ်တော့ကလာနဲ့ရှာထားတာဟုတ်ဘူးတနေ့ရှာထားတာဟုတ်ဘူးရေကောင်းများစွာလာကောင်းများစွာနှစ်ကောင်းများစွာရှာဝေထားအဲ့လိုရေကောင်းများစွာလာကောင်းများစွာနှစ်ကောင်းများစွာရှာဝေထားတဲ့ငွေတရားတွေရဲ့လူလူကဒီမှာထားတယ်နှစ်ရက်ထိတကယ်ချုံချုံပြောလိုက်နှစ်ရက်ထိဘာကြောင့်တန်တရာတော့ဟုတ်ရလားတန်ဆိုတာကရသားကြီးတရာဆိုတာရှိကြရအဲ့တော့တရာဆိုတဲ့ရှိသားကြီးကိုတဲ့တန်ဆိုတဲ့ဓမ္မအတိတ်စိတ်နဲ့ကျွန်တော်တို့ချက်ရတယ်ဟုတ်တယ်နော်အတိမရှိရင်လူပါမလားအခုလိုအခုလိုနေမယ်လူရမှာနော်ဆိုတော့ကလူကြီးတော်ညာတဲ့တာနာအပြုကိုလေလို့ရဒီတာနာပြမှာကြားရဟုတ်ရလားဒါအကျိုးပေးကောင်းတာနော်ကျွန်တော်တို့လူသားအားလုံးပဲတာနာအပြုမှာလည်းဒီလိုမျိုးဝင်ရတာနာပမှာရောတယ်ဒီလိုမရဘူးတာနာပနဲ့တာနာအပြုကကွာခြားတယ်နော်အလူခံတဲ့ပုဂ္ဂိုလ်ကလည်းအကျိုးရတယ်ဆိုကွာခြားတယ်ဟုတ်ရလားဟုတ်တယ်နော်ဆိုတော့ကဘိဋိတော်မျိုးတွေနဲ့ယနေ့ညီကုန်းကျုံပြောနေတာကတော့မရဏသိမင်းတည်တဲ့ချမ်းသာတဲ့ပုဂ္ဂိုလ်တော့လာခဲ့ပုဂ္ဂိုလ်တော့မလာခဲ့နဲ့ကျွန်တော်ပြောပါတယ်ချမ်းသာတဲ့ပုဂ္ဂိုလ်မလာခဲ့နဲ့နော်ဆင်းရဲတဲ့ပုဂ္ဂိုလ်တွေလာခဲ့ရုပ်လာလိုက်တာကွာတောင်းရင်မလာခဲ့နဲ့အင်းဝင်တယ်လို့ပုဂ္ဂိုလ်မရှင်းလို့ပြောတာပါရုပ်ဆိုးတဲ့လူကမလာခဲ့နဲ့လို့ပြောတာမရှိဘူးရုပ်ဆိုးဆိုရောက်လာတာချမ်းသာတာဆင်းရဲအချိန်တိုင်းဒီလန်းသွားတော့အတိကဘာလဲဆိုတော့လူသားအောင်တာသူစားစောင့်နေကြပုဂ္ဂိုလ်ကြီးပဲဟုတ်ရလားဟုတ်တယ်နော်ဒါကြောင့်လည်းယနေ့ကျွန်တော်ရဲ့လူသားတွေမှာကဒါနဲ့အုပ်ငြိမ်ဝဲပြုတ်တန်သာကြီးကိုအနိုင်လိုက်နေပြီပါကျွန်တော်ကောင်းမှုကြီးပြောချင်တာပါခင်ဗျနော်ဒါကြောင့်ဟောဒီကစင်းကြီးရွာတရားလုံးစိတ်ချမ်းသာကြီးဝိဇ္ဇာမှခြင်းနဲ့ပြည့်စုံ၍သွားနာတာလူပြန်နေရှိနေကြပါသည်တထကရောဂါတို့ရဲ့ဒုက္ခိဆောင်တော့ဆိုတော့ကက်ကြီးသုံးပါးပြီးမှပြင်းလွန်နိုင်ကြပါစေလို့ပြောရင်ရွှေဖုံလုံးတော့ပါလို့ရွှေဖုံလုံးနဲ့တော့ပါလို့တို့မျိုးရဲ့ဝေအတူတော်ကြီးI'm